ဒီကောင်လေးကသူ့ရဲ့ X-ray အမြင်အာရုံကိုအသုံးချလိုက်ပါတယ်နောက်တစ်ခဏမှာပဲငကားရုပ်တုကြီးကလူတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်ဒါပေမဲ့ငကားကြီးမှာနှလုံးတွေမရှိတာကိုမြင်လိုက်ရတော့ဒီကောင်လေးအတော်လေးထိတ်လန့်သွားခဲ့ပါတယ်ဒါကြောင့်ကောင်လေးကဖလုံးနှလုံးကိုထုတ်ပြီးငကားကြီးရဲ့မြေသွင်းတွေထိပ်ကိုထည့်ပေးလိုက်ပါတယ်ချက်ချင်းဆိုတယ်လို့ပဲငကားရုပ်တုကြီးကအသက်ဝင်လာခဲ့ပါပြီကျဲလောင်တဲ့အတန်ကြောင့်လူအုပ်ကြီးကချက်ချင်းပဲဆူယုံရုပ်ရှိလာကြပါတယ်မျိုးနွယ်စုခေါင်းဆောင်ကလည်းဒီငကားကြီးကိုနှုတ်ထအောင်လုပ်နိုင်တဲ့သူဟာမိသားစုရဲ့နောက်ထပ်ဆက်ခံသူထည့်လာမယ်လို့ချက်ချင်းကြီးညာလိုက်ပါတယ်ကောင်လေးလားငကားကိုသူ့ကိုယ်တိုင်နိုးခဲ့ကလို့ချက်ချင်းဖြိုးလိုက်ပါတယ်ဒါပေမဲ့အန်တော်ဆရာကောင်းတာကမျိုးနွယ်စုဝင်တွေကသူ့ကိုဝိုင်းရကြပါတယ်သူတို့အားလုံးကပဲငကားကိုအသက်သွင်းခဲ့တာပါဆိုပြီးအတီးတီးအထိုင်မှာပြောဆိုနေကြတာပါတန်နဲ့မျိုးနွယ်စုခေါင်းဆောင်ကယတနာပြိုင်ခွင့်တစ်ခုကိုကျင်းပပေးလိုက်ပါတယ်တန်ဖိုးအစီဆုံးပစ္စည်းကိုရှာဖွေနိုင်လေသူဟာနောက်ထပ်မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာမှာပါကောင်လေးရဲ့အတော်ကတော့ပန်းအိုးတစ်လုံးကိုရွေးချယ်လိုက်ပါတယ်သူ့ရဲ့ဝမ်းခွဲကတော့မီးအိမ်အဟောင်းတစ်လုံးကိုရွေးလိုက်ပါတယ်အဲ့ဒီနောက်ကောင်လေးရဲ့အမေကကျွေးထဲပစ္စည်းတစ်ခုကိုရွေးဖို့လုပ်နေတော့မှသူကတမင်သက်သက်ကျွေးဆက်တစ်ခုကိုခွဲပြလိုက်ပါတယ်အဲ့ဒီအရာတွေကြောင့်ပဲသူမကရွေးဖို့လက်လျှော့လိုက်ရပါတယ်အချိန်ကလည်းကုန်ခါနေပြီဖလို့သူမဟာချန်ရှိနေတဲ့ယတနာတွေကြားထဲမှာဝေခွဲမရဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးကသူ့ရဲ့ X-ray အမြင်အာရုံကိုထပ်ပြီးအသုံးပြုလိုက်ပါတယ်ယတနာတွေအားလုံးကလူတွေအဖြစ်ပြောင်းလဲသွားပါတယ်သူတို့ဘယ်ကလာတယ်ဆိုတာကိုကောင်လေးကိုပြောပြကြပါတယ်ကောင်လေးကသူ့အမိကိုပန်းကြီးကတစ်ချက်ကိုရွေးဖို့မြန်မြန်ပဲပြောလိုက်ပါတယ်ဒါပေမဲ့အားလုံးကဒါဟာအတူကြီးဆိုတာမြင်နေရတာကြောင့်သူတို့ကိုဝိုင်းရကြပါတယ်အဲ့ဒီနောက်မျိုးနွယ်စုခေါင်းဆောင်ကသူတို့ရွေးချယ်ထားတဲ့ပစ္စည်းတွေအကြောင်းရှင်းပြခိုင်းပြီးယတနာတွေရဲ့တန်ဖိုးကိုဆုံးဖြတ်ပေးဖို့လုပ်ပါတယ်ကောင်လေးရဲ့အကြောက်ကပန်းအိုးထဲကိုရေလောင်းထည့်လိုက်ပါတယ်ရွတိရဆိုသလိုပဲပန်းအိုးပေါ်ကပန်းတွေစီကနေရနံ့တွေထွက်ပေါ်လာပြီးလိပ်ဖြာလေးတွေပြန်တန်းရောက်ရှိလာကြပါတယ်မျိုးနွယ်စုခေါင်းဆောင်ကဒီပန်းအိုးဟာ$30တန်တယ်လို့ပြောလိုက်ပါတယ်ဝမ်ခွဲဖြူသူကမီးအိမ်ကိုယူပြီးလိုက်ခါတဲ့အားလုံးကိုပိတ်ခိုင်းလိုက်ကမီးအိမ်ကိုထွန်းလိုက်ပါတယ်အားလုံးရဲ့ရှေ့မှာလှပတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပါတယ်မျိုးနွယ်စုခေါင်းဆောင်ကဒီမီးအိမ်ဟာတန်ဖိုးအရှိဆုံးပဲလို့ချက်ချင်းကြီးညာလိုက်ပါတယ်ဒါပေမဲ့ကောင်းလေးမြင်နေရတာကတော့လုံးဝကိုကွဲပြားနေပါတယ်အဲ့ဒီအမျိုးသမီးကသူမဟာဖျက်ဆီးခံလိုက်ရပြီလို့အော်ဟစ်နေတာပါအဲ့ဒီတော့မှပဲဒီမီးအိမ်ဟာတကယ်တော့ကျင်းစာသိနေတာဆိုတာကိုကောင်းလေးနားလည်သွားပါတယ်ဒါပေမဲ့မျိုးနွယ်စုခေါင်းဆောင်ကတော့ဒါဟာ$300တန်တယ်လို့ပြောနေတော့ပါပဲဒါကြောင့်ကောင်းလေးကဒီမီးအိမ်ဟာဘာမှတန်ဖိုးမရှိဘူးလို့ပြောပြီးတုတ်တစ်ချောင်းနဲ့မီးအိမ်ထဲကစီးတွေကိုကောက်ထုတ်ပစ်လိုက်ပါတယ်ဆိုရွာလာတဲ့အနက်အသက်တွေကတခန်းလုံးမှာအဖြစ်နဲ့သွားပါတယ်အဲ့ဒီတော့မှပဲအားလုံးကကောင်းလေးပြောတာအမှန်ဆိုတာကိုသိသွားကြပါတယ်ကောင်းလေးရဲ့အမေကကောင်းလေးညွှန်ကြားတဲ့အတိုင်းပန်းကြီးကအဟောင်းပေါ်ကိုရေလောင်းချလိုက်ပါတယ်နောက်တစ်ခဏမှပဲပန်းကြီးကနေရွှေရောင်အလင်းတန်းတွေထွက်လာပြီးကျောင်းမြတ်ရတနာတစ်လုံးပေါ်ထွက်လာပါတယ်ဒါပေမဲ့မျိုးနွယ်စုခေါင်းဆောင်ကအဲ့ဒီကျောင်းမြတ်ကိုကြည့်ပြီးမြေကြီးပေါ်ပစ်ချလိုက်ကဒါဟာတာမန်ကြောက်ခဲတစ်လုံးပဲလို့ပြောလိုက်ပါတယ်အမျိုးသမီးကပြန်ပြီးစစ်ဆေးပေးဖို့တောင်းပန်ပြီးမြဲသူကတူမကိုအတွင်းလဲပစ်လိုက်ပြီးမိသားစုကိုအဆက်ခွဲတယ်လို့ဆွဆွဲလိုက်ပါတယ်ဒါကိုမြင်တော့ကောင်းလေးကခြောက်သွားပြီးကျောင်းမြတ်ပေါ်ကိုသွေးသက်ဆက်ချလိုက်ပါတယ်နောက်တစ်ခဏမှပဲကြောက်ခဲကစတင်ပြီးတောက်ပေါ်လာပါတယ်အဲ့ဒီနောက်ပျက်စီးနေတဲ့ယတနာတွေအားလုံးဟာငကိုအတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်နောက်ဆုံးမှာကြောက်ခဲကတကယ်ကျောင်းမြတ်ယတနာအစ်စ်ဖြစ်သွားတဲ့အခါမှာတော့အားလုံးကသူတို့မြင်နေရတဲ့အရာကြောင့်မင်တက်သွားကြပါတော့မယ်